လက်ထပ်ပြီးသွားတဲ့နောက်မှာရာဒီကာဆိုတဲ့မိန်းကလေးကတော့ရခမအင်ကိုရောက်ရှိလိုလာခဲ့ပါတယ်။ကဲချွေးမလေးရေအိမ်ထဲကိုဝင်ခဲ့အပြင်မှာရာဒီဥရုတားပူတယ်တိလား။ကဲလာဝင်လာခဲ့တော့ရာဒီကာကလည်းသူယောက်ျားနဲ့အတူတူအိမ်ထဲကိုဝင်လာခဲ့လိုက်ပါတယ်။အိမ်ထဲကိုရောက်သွားတော့မှပဲသူမလည်းနည်းနည်းစိတ်အေးတတ်တာရသွားခဲ့ပါတယ်။ကဲချွေးမလေးရေအခုနေအိမ်ထဲဝင်လာပြီဆိုတော့ခဏလေးအနားယူအောင်ပြီးတော့ညနေကြလို့ရှင်တော့နင်းရဲ့မျက်နှာကြည့်ပွဲကိုငါတို့ပြင်ဆင်ပေးမယ်တိလားနင်းချက်ပြုတ်ထားတဲ့အစားအသောက်ကိုလည်းငါတို့စားရအောင်မယ်လေပထမဦးဆုံးမိဖို့ကန်နဲ့ဝင်တဲ့အခါကျရင်တော့အရသာရှိချက်ကျွေးနော်ညနေခင်းမှာတော့သူမမိဖို့ကန်နဲ့ဝင်ပြီးထမင်းဟင်းတွေချက်ပြုတ်ပြင်ဆင်ပါတယ်ဒီအချိန်မှာရောက်ခမဖြစ်သူဆွေမျိုးတွေနဲ့ရက်ကွက်ထဲကအမျိုးသမီးတွေကလည်းချွေးမလေးရဲ့ဟင်းချက်လက်ရာကိုမြည်ကြည့်ဖို့အတွက်စောင့်ဆိုင်နေကြပါတယ်ကျမရဲ့ချွေးမလေးကအချိန်ခဏလေးအတွင်းမှာထမင်းဟင်းတွေအများကြီးချက်ပြုတ်နိုင်နေတိလားဟုတ်လားတကယ်ပြောနေရလားဒါအရန်ကောင်းတဲ့ကိစ္စတစ်ခုပဲအပြင်မှာရောက်ခမဖြစ်သူကတော့ဧည့်သည်တွေနဲ့အချိန်တွေအကြာကြီးစကားထိုင်ပြောနေတဲ့အချိန်ရာဒီကအခုချိန်ထိထမင်းဟင်းတွေကိုချက်ပြုတ်နေတုံးပါပဲသူမမိဖို့ကန်ထဲကနေထွက်မလာသေးပါဘူးနေ့ချွေးမလေးကလည်းကြာလိုက်တာဘာရီများအလောက်တောင်မှချက်ပြုတ်နေရလဲငါတို့ဒီမှာ3နာရီလောက်ထောင်ဆောင်နေရလေအခုချိန်ထိသူထွက်ကိုမလာတော့ဘူးကြည့်ရတာရောင်မထူးဆန်းတာတခုခုများလုံနေရလားမသိပါဘူးနော်အဲ့ဒါကြောင့်အယောင်ကြားနေရပေါ့အချိန်အကြာကြီးစောင့်ဆိုင်ခိုင်းပြီးနောက်ဆုံးမှာတော့သူမထမင်းဟင်းတွေကိုယူဆောင်လာခဲ့ပါတယ်ထမင်းဟင်းတွေကိုတွေ့ကြရတဲ့အခါမှာအားလုံးအံ့အားသင့်ကုန်ကြပါတယ်သူမချက်ပြုတ်ထားတာပဲဟင်းနဲ့ထမင်းလေးပါပဲချွေးမလေးရဲ့နေထမင်းဟင်းချက်တာ3နာရီလောက်ကြာတယ်ဒီ3နာရီအတွင်းထမင်းနဲ့ပဲဟင်းပဲလားအချိန်အကြာကြီးနင်ဘာတွေလုပ်နေကြတာလဲမိဖို့ကန်ထဲမှာအမေကျမအရင်ဆုံးပဲတွေကိုခဏလေးစိန်ထားလိုက်တယ်ပဲစိန်ပြီးဆိုတာနဲ့ပဲအိုးတဲတယ်လေပဲအိုးကိုတဲနေရဲ့အချိန်မှာကျမစောင့်နေတာပဲတွေကြက်သွားတော့ကျမလည်းစီတက်ဖို့အတွက်ကြက်တော်နဲ့ခရမ်းကျင်တီလှီးရမယ်ဆိုတာကိုတတိယတော့အဲ့ဒါတွေထားလုပ်တယ်ပြီးတော့နနမင်းတွေကိုလည်းတေချာတန့်စင်ပြီးတော့လှီးဖြတ်ထားလိုက်တယ်အဲ့ဒါတွေအားလုံးပြီးတော့မှ gas ဖွင့်ပြီးတော့အိုးကိုတဲတာအဲ့ဒါနဲ့ကျမလည်းစီတွေကိုအရင်ဆုံးစီချက်ချက်ထားနေတဲ့အချိန်မှာပဲပဲအိုးတဖွင့်ကြည့်တော့ပဲအိုးကနူးတော့မနူးသေးဘူးပဲမနူးသေးမှတော့ဘယ်လိုမျိုးစီတက်လို့ရမလဲကျမလည်းပဲဟင်းကိုအဲ့လိုမျိုးစနစ်တကျချက်နေနေအချိန်တွေကြာသွားတာထမင်းဟင်းချက်လို့လည်းပြီးရောမိဖို့ကန်တစ်ခုလုံးကလည်းရှုပ်ရှက်ပွားနေရောပဲညက်ပတ်နေတဲ့မိဖို့ကန်တစ်ခုလုံးတန့်ရှင်အရင်လောက်တယ်အားလုံးလည်းပြီးသွားရောကျမထမင်းအိုးမတဲရသေးဘူးဆိုတာကိုအဲ့ဒီတော့မှသတိရတယ်လေအဲ့ဒါပြီးတော့တော်ပါတော့ရောင်မရဲ့ပြောမနေတော့နဲ့ပြောနေရတဲ့ရင်နောက်ထပ်အချိန်3နာရီလောက်ကုန်သွားလိမ့်မယ်ဒီနောက်အားလုံးကလည်းထမင်းစားခဲ့ကြပါတယ်ညရောက်သွားတဲ့အခါမှာတော့သူ့ယောက်ျားနဲ့သူစကားပြောနေခဲ့ကြပါတယ်မင်းဒီနေ့ထမင်းနဲ့ပဲဟင်းလေးချက်တာအချိန်3နာရီလောက်ကြာသွားတယ်ဆိုတကယ်လို့ထမင်းရဲ့ပဲဟင်းရဲ့နောက်ထပ်ဟင်းတစ်မျိုးရဲ့အရွက်တုပ်ရဲ့ဟလဝါနဲ့မုတ်အချို့ပွဲတွေပါပြင်ဆင်ခိုင်းမယ်ဆိုရင်တော့တပတ်လောက်ကြာမှာလားကျမကိုဘာမှလာပြီးတော့စားတော့မနေနဲ့ကျမလှုပ်တက်တဲ့ပုံစံအတိုင်းပဲလုပ်မှာပေါ့ရှင်နောက်နေ့မှလည်းမိသားစုအတွက်သူမထမင်းဟင်းတွေချက်ပြုတ်ပြင်ဆင်ပေးရမယ့်အချိန်ရောက်လာတဲ့အခါမှာဒီပုံစံအတိုင်းပဲဆက်ဖြစ်ပါတယ်သူမမနက်စာကိုမနက်အစောကြီးထားပြီးချက်ပြုတ်လိုက်တာနေ့လေခင်းမှပဲချက်ပြုတ်လို့ပြီးပါတယ်ချွေးမလေးရေအလောက်ထိအကြာကြီးမိဖို့ခန်းထဲမှာမနေနဲ့ရာသီဥတုကပူပါတယ်ဆိုနေမှနေရတရက်လုံးမိဖို့ခန်းထဲမှာကြီးပဲဟုတ်တယ်ချွေးမလေးရဲ့ထမင်းဟင်းကိုအမြန်ချက်ပြုတ်တောင်တင်ယူစမ်းမှာနေထမင်းဟင်းကိုအကြာကြီးချက်နေတော့ငါတို့အရင်အောင်ဘိုက်စားတယ်တိလားအခုလည်းဘိုက်စားနေရပဲလေအမေရဲ့ကျွန်တော်တို့မနက်တည်းကဘာမှမစားရသေးဘူးစကားကိုနောက်မှပြောအခုလောလောဆယ်ထမင်းအရင်စားကြမယ်အားလုံးကဘိုက်စားနေခဲ့ကြတဲ့အတွက်ကြောင့်မို့လို့ထမင်းကိုအမြန်စားကြပါရီဒီလိုနဲ့ပဲအချိန်တွေကုန်ဆုံးနေခဲ့ပြီးဒါဒီကတယောက်ထမင်းဟင်းချက်ပြုတ်ရတာအချိန်2နာရီ3နာရီလောက်ကုန်ပါတယ်တရက်မှာတော့သူရဲ့တငယ်ချင်းမိသားစုတွေအားလုံးအိမ်ကိုထမင်းစားလာရကြပါရီကဲလာကြပါအားလုံးပဲလာကြပါကျမတို့အိမ်ကနေကြိုးဆိုတယ်နော်ကျွန်တော်တို့အိမ်မှာထမင်းလာစားတာအစင်မပြေရလားတခုခုတော့အခက်အခဲမဖြစ်ပါဘူးနော်ဒုက္ခရောက်မှာကတော့ရောက်မှလေကဲရှာမရှိနဲ့တော့နှစ်ယောက်မှတော့ပြောထမင်းဟင်းတော့ချက်လို့ပါယယ်ကလည်းရာဒီကာစီသွားပြီးနောက်မှာတော့ထမင်းဟင်းချက်ပြုတ်ခိုင်းလိုက်ပါတယ်ရာဒီကာမိဖို့ခံနဲ့ဝင်သွားပြီးဆိုတာနဲ့သူမအရင်ဆုံးအာလူးတွေကိုလှီးဖြတ်ထားခဲ့ပါတယ်အာလူးတွေအားလုံးကိုလှီးပြီးသွားတဲ့အခါမှာသူမမိဖို့ပေါ်မှာအရင်ဆုံးတဲအိုးကိုတင်ပါတယ်ပြီးတာနဲ့စီထည့်လိုက်ပါတယ်အော်ခဏနေပါဦးငါအခုချိန်ထိကြက်သွန်ဖြိုနဲ့ကြက်သွန်နီကိုတော့မလှီးရသေးဘူးဒီနောက်သူမအားလုံးလှီးဖြတ်ပြီးတာနဲ့အာလူးတွေအားလုံးနူးသွားတဲ့အထီကြောထားလိုက်ပါတယ်သူမကတော့ဟင်းတွေကြက်သွားတဲ့အထီထိုင်ပြီးတော့ကြည့်နေခဲ့ပါတယ်ဧည့်သည်တွေလာတာဆိုတော့သူတို့အတွက်ဘာလုပ်ရင်ကောင်းမလဲရိုတီလုပ်ရင်ကောင်းမလားပူရီလုပ်ရင်ကောင်းမလားဒီလိုနဲ့ပဲသူမထမင်းဟင်းချက်ပြုတ်နေခဲ့တာ2နာရီလောက်ကြာမြင့်သွားခဲ့ပါပြီဧည့်သည်တွေကဘိုက်စာလွန်တဲ့အတွက်ကြောင့်မို့လို့စောင့်ဆိုင်နေကြပါတယ်ဧည့်သည်တွေလည်းဘိုက်စာပြီးစိတ်ဆိုးတော့တာထွက်ကုန်ကြတာပေါ့ဘလို့ဖြစ်တာလဲအခုချိန်ထိဘာမှလည်းမစားရသေးဘူးဒီလောက်ထိအချိန်အတွင်းငါတို့အနည်းဆုံးအိမ်လေးအိမ်မှာလိုက်စားလို့ဝနေပြီဟုတ်တယ်ဘာလုပ်တာလဲရှင်ကျမတို့ကိုခေါ်ပြီးတော့တတ်အချိန်ဖြုံးနေရလားဘာမှလည်းမကြွေးပဲနဲ့လေကြည့်ပါဦးထိုင်ခိုင်းထားတာ4-5နာရီရှိနေပြီထမင်းဟင်းတွေတခုမှချမလာခဲ့သေးဘူးတော်ပြီကျမတို့တခြားတစ်နေရာကိုလည်းသွားစရာရှိသေးတယ်ဒီမှာပဲစောင့်မနေနိုင်ဘူးနောက်တစ်ခေါက်ကျရင်တော့ကျမတို့ကိုထမင်းစားဖိတ်မယ်ဆိုရင်တော့အိမ်မှာဖိတ်မနေတော့နဲ့
အပြင်မှာပဲစားတောက်ဆိုင်မှာခေါ်ဖိတ်ပြောပြီးနောက်မှာတော့ဧည့်သည်တွေအားလုံးဒေါသတကြီးနဲ့ထပြန်သွားကြပါတယ်ကဲသွားကြည့်မင်းရဲ့ချွေမှာမိဖို့ကန်နဲ့ဘာတွေလုံနေလဲဆိုတာလဲသွားကြည့်လိုက်ပါအောင်ဟုတ်တယ်အမေရဲ့ကျွန်တော်ရဲ့တငယ်ချင်းနဲ့သွားတွေးလိုက်အောင်မယ်နော်ရခမဖြစ်သူမိဖို့ကန်နဲ့ဝင်သွားကြည့်လိုက်တဲ့အခါမှာမိဖို့ကန်တစ်ခုလုံးရှုပ်ရှက်ပွားနေအောင်ကိုတွေးခဲ့ရပါတယ်နင်းကြောင့်နဲ့ဒီနေ့ငါရဲ့ဧည့်သည်တွေအားလုံးစိတ်ဆိုးပြီးပြန်ကုန်ကြပြီနင်းဒီနေ့ငါအရှိမထမင်းဟင်းပြန်ပြီးတော့ချက်ပြောက်နင်ဘာလို့ထမင်းဟင်းချက်ပြုတ်တာအလောက်တောင်မှကြာနေရတာလဲဆိုတာကိုငါသိချင်တယ်ဟုတ်ကဲ့ပါအမေရပါတယ်ရာဒီကာကလည်းသူရခမအရှိမပဲထမင်းဟင်းတွေကိုစတင်ချက်ပြုတ်ပြပါတယ်ခဏအကြာမှာပဲချွေးမလေးဘလို့ထမင်းဟင်းချက်ပြုတ်နေလဲဆိုတာကိုရခမလည်းသိသွားပါတယ်သိပြီနင်ထမင်းဟင်းကိုဘလို့ချက်နေလဲဆိုတာကိုငါသိသွားပြီနင်ကအုံနောက်မရှိဘူးပဲဖြတ်ထိုးညာလည်းမရှိဘူးထမင်းဟင်းကိုဘလို့မျိုးတွားလက်ချက်ပြုတ်ရမလဲဆိုတာကိုတော့မှနင်မသိဘူးအဲ့ဒါကြောင့်လဲနင်အချိန်တွေအများကြီးကုန်နေတာကျမနားမလဲဦးမေကျမဘာလုပ်ရမလဲကျမလည်းအမြန်ထမင်းဟင်းတွေပြီးဆုံးသွားအောင်ချက်ပြုတ်တတ်ချင်ပါတယ်အရင်ဆုံးနေချက်ပြုတ်မဲ့ထမင်းဟင်းတွေအားလုံးအတွက်စရင်ကိုစက်ကူတရွက်မှာရေးထားလိုက်ဘာဟင်းတွေချက်မလဲဆိုပြီးတော့တခါတည်းမှတ်ထားတဲ့သဘောပြီးတော့ရင်တော့အဲ့ဒီမှာအသုံးပြုရမယ့်မဆလာတွေလိုအပ်တဲ့ပစ္စည်းတွေအားလုံးကိုလည်းချရေးနေဒီထဲမှာကြက်သွန်နီကြက်သွန်ဖြူငရုတ်သီးမုတ်မဆလာဘယ်လိုထည့်မလဲပေါ့ပြီးတော့လို့ရှိရင်တော့တစ်ခုချင်းစီမှာနောက်တစ်ခုရေးရမှာကဘာပြီးဝိုင်းဘာလုပ်ရမလဲဆိုတာကိုပါရေးပြီးရင်တော့စာရွက်ကိုဖတ်ပြီးတစ်ခုချင်းစီအားလုံးလုပ်သွားနောက်ဆိုရင်တော့နေအကျဉ်းဖြစ်သွားတဲ့ခါကျရင်တော့ဒါတွေကိုရေးနေစရာလည်းမလိုတော့ဘူးကောင်းလိုက်တာအမေရဲ့ဒါဆိုရင်တော့အလုပ်ကတော်တော်လေးအဆင်ပြေသွားမှာပဲဒီလိုနဲ့သူမကအချိန်၄နာရီကြာလုပ်ရမယ့်အလုပ်ကို2နာရီနဲ့ပြီးအောင်လုပ်ပါတယ်တပတ်လောက်သူမအလုပ်တွေလုပ်ပြီးသွားတဲ့အခါမှာတော့အဆင်ပြေသွားခဲ့ပါတယ်ဒီနေ့နေအရသာရှိတဲ့ဟင်းတွေကိုချက်ကြက်သားဟင်းနဲ့ထောပတ်ထမင်းချက်ပြီးတော့လို့ရှင်တော့အချိုပွဲတစ်ခုပြင်ဆင်လိုက်ဟုတ်ကဲ့ပါအမေရဲ့ကျမပြင်ဆင်မယ်နော်သူမလည်းရခမဖြစ်သူတင်ပေးခဲ့တဲ့ဤအတိုင်းပဲလိုအပ်တဲ့ပစ္စည်းတွေအားလုံးကိုအရင်ဆုံးပြင်ဆင်ခဲ့ပါတယ်ဆန်လည်းသူမဆေးလိုက်ပါတယ်ခဏကြာမှာတော့သူမကလည်းကြက်သားဟင်းတွေကိုချက်ပြုတ်ပြင်ဆင်ပါတယ်တစ်ဖက်မှာအုံထမင်းပေါ့ပြီးသွားတာနဲ့သူမဂျုံတွေကိုနေပြီးတော့ရိုတီလုပ်ဖို့အတွက်ပြင်ပါတယ်ဒီလိုနဲ့နိုင်ခွက်အတွင်းမှာပဲသူမထမင်းဟင်းတွေအားလုံးချက်ပြုတ်ပြင်ဆင်လို့ပြီးသွားပါတယ်မိသားစုတွေအကုန်လုံးကအာသင်ကုန်ကြပြီးတော့ပျော်နေကြပါတယ်ထူးဆန်းလိုက်တာတော်တော်လေးကိုအံ့ဩစရာကောင်းတာပဲအမလီငါတို့နီးတမ်းမဲ့တင်ပေးခဲ့တာပါသူကိုယ်တိုင်ကစူးစမ်းခဲ့လို့အခုလိုမျိုးထူးခြားလာခဲ့တာတော်တယ်ချွေးမလေးရေတော်တယ်ကျေးဇူးအများကြီးတင်ပါတယ်မေအားလုံးကလည်းထမင်းကိုအတူတူစားကြပါတယ်သူကလည်းနောက်ပိုင်းမှာ10မိနစ်15မိနစ်အတွင်းပဲထမင်းတွေကိုအမြန်ချက်ပြုတ်တတ်သွားပါတယ်ဒီလိုနဲ့ပဲအရာအားလုံးကလည်းအဆင်ပြေချောမွေ့နေခဲ့ပါပြီတရက်မှာတော့သူရဲ့ရခမဖြစ်သူဘိုက်တွေအရန်ကိုနာကျင်လာခဲ့ပါတယ်ဒါကြောင့်မိသားစုဝင်တွေအကုန်လုံးကလည်းသူမအမြန်ဆုံးစီးအောင်ကိုတင်ပို့ပေးခဲ့ကြပါတယ်ဦးတက်ပေါက်တာအဲ့ဒီတော့သူ့ကိုအမြန်ဆုံးခွဲစိတ်ကုသပေးမှဖြစ်မယ်အနည်းဆုံးငွေ3သိန်းလောက်ကတော့ကုန်ကြလိမ့်မယ်နော်ဒီထက်ပိုပြီးတော့လည်းကုန်ကြနိုင်တယ်ဒုက္ခပဲအမေကိုအမြန်ဆုံးခွဲစိတ်ပေးရမယ်ဘယ်လိုလုပ်မလဲပတ်စံကလည်းအလောက်ထိမရှိဘူးရှင်အရန်ကြီးလဲစိုးရင်ပိုပန်းမနေပါနဲ့ကျမတို့ဘလို့မဆိုပတ်စံစီစဉ်လို့ရသွားပါလိမ့်မယ်နောက်နေ့မှာတော့ရက်ကွက်ထဲမှာလူအုပ်ကြီးကတခုခုကိုဝိုင်းပြီးကြီးနေခဲ့ကြပါတယ်ဒါကြောင့်သူတို့လင်မယားနှစ်ယောက်လုံးကလည်းလူအုပ်ကြီးကိုတွေ့ရတဲ့သွားဆက်ဆိုခဲ့ကြပါတယ်ကျွန်တော်တို့ရဲ့ကုမ္ပဏီကနေပြီးတော့ပြိုင်ပွဲတစ်ခုကျင်းပဖို့ရှိပါတယ်အချိန်အနည်းဆုံးနဲ့အရသာအရှိဆုံးထမင်းဟင်းကိုချက်ပြုတ်ပြင်ဆင်နိုင်တဲ့သူကတော့ငွေ10သိန်းကိုရရှိမှာဖြစ်ပါတယ်ဒါအပြင်ကျွန်တော်တို့ကုမ္ပဏီကဖွင့်လှစ်ထားတဲ့စားတောက်ဆိုင်မှာလည်းစဖို့မှုအနေနဲ့အလုပ်လုပ်ဖို့အတွက်အခွင့်အရေးကိုရရှိအောင်ပါကျွန်တော်တို့ဘက်ကနေပြီးတော့အလုပ်ကိုသဘောကျတယ်ဆိုလို့ရှင်တော့လောက်စာအများကြီးပေးမှာပါကဲဘယ်သူမှမဆိုပြိုင်ပွဲဝင်ကျင်တဲ့သူတွေအကုန်လုံးဒီမှာနာမည်ရေးသွားပေးကြပါရာဒီကာကလည်းသူရဲ့နာမည်ကိုရေးသွားပေးလိုက်ပါတယ်ညမိုးချုပ်သွားခဲ့တဲ့အခါမှာတော့ချွေးမလေးရေ9မိနစ်ဆိုတဲ့အချိန်အတွင်းမှာခောက်ဆွဲပြုတ်ကလွယ်လို့ဘာများထပ်ပြီးတော့ဖြစ်နိုင်လို့လဲအမေရဲ့နီလန်းကိုအသုံးပြုပြီးတော့ကျွန်မ9မိနစ်အတွင်းမှာထမင်းဟင်းချက်ပြုတ်ပေးလို့ရတယ်တကယ်လို့ပြိုင်ပွဲမှာသာအနိုင်ရသွားမယ်ဆိုလို့ရှင်တော့ကျမတို့အတွက်လည်းကောင်းတာပေါ့သူမကပြိုင်ပွဲမစခင်မှာပဲလိုအပ်တဲ့ပစ္စည်းတွေအကုန်လုံးကိုတေချာပြင်ဆင်ပြီးထပ်ထားခဲ့ပါတယ်ပြိုင်ပွဲစတင်တော့မှာပါသူမပြိုင်ပွဲစပြီဆိုတာနဲ့ရှိတဲ့မဆလာတွေအကုန်လုံးနဲ့အသားတွေကိုရောတင်လိုက်ပါတယ်သူမအချိန်9မိနစ်အတွင်းမှာဟင်းဆန်မျိုးလောက်ကိုချက်ပြနိုင်သွားပါတယ်ဒီထဲမှာတက်လို့အစားအသောက်တွေနဲ့အသားငါးတွေအစုံပါဝင်နေခဲ့ပါတယ်ကျန်တဲ့အမျိုးသမီးတွေကတော့ခောက်ဆွဲလောက်ပဲပြုတ်တက်ခဲ့ရပါဒီနေ့ညပြိုင်ပွဲမှာအနိုင်ရရှိသွားခဲ့တဲ့သူကတော့ရာဒီကာဖြစ်ပါတယ်သူကဒီနေ့10သိန်းကိုရရှိပိုင်ဆိုင်ခွင့်ရရှိသွားပါပြီကျမကတော့စုချင်းငွေကိုအများဆုံးထုတ်ယူခြင်းနဲ့ကျမရောက်ခမကိုလည်းကျမခွဲစိတ်ကုသပေးရအောင်မယ်လေသူ့ကြောင့်ပဲကျမဒီနေ့ပြိုင်ပွဲကိုဝင်ရောက်ရှင်ပြိုင်နိုင်ခဲ့တာရာဒီကာလည်းငွေ10သိန်းအများဆုံးရရှိသွားပါတယ်သူလည်းအများဆုံးရောက်ခမဖြစ်သူကိုစေကုသပေးလိုက်ပါတယ်အခုဆိုရင်တော့သူကကုမ္ပဏီအကြီးကြီးတစ်ခုမှစဖို့မှုအနေနဲ့လည်းတာဝန်ထမ်းဆောင်ခွင့်ရရှိသွားပါတယ်အရင်တုန်းကမိဖို့ကန်ထဲမှာထမင်းဟင်းချက်ပြုတ်တာ4နာရီလောက်ကြာတဲ့သူကဒီနေ့နမဲကြီးစားတောက်ဆိုင်ကစဖို့မှုတဲ့ရုံနောက်မယုံနိုင်ဘူးဟုတ်တယ်လူတယောက်ရဲ့ကံကြမ္မာကဘယ်အချိန်မှပြောင်းလဲသွားမလဲဆိုတာကိုဘယ်သူမှမသိနိုင်ဘူးလေဟုတ်တယ်အဖေပြောတာမှန်တယ်ဒါတွေအားလုံးကတော့အမေကြောင့်ပါပဲအမေကျမကိုတင်ပြပေးခဲ့လို့ဒါကျမအခုလိုမျိုးထူးချွန်လာခဲ့တာ
အရင်ကစပြီးမိသားစုဝင်တွေအကုန်လုံးကလည်းဝမ်းသာပျော်ရွှင်စွာနဲ့အတူတူပေါင်းစိတ်နေထိုင်သွားခဲ့ကြပါတော့တယ်